Kamiato ikalinye ashumo kunyikan, NICU, duen sang shao kutani di akami ba mya atwe lanjo che mya thana mesa che tiniya tataya thak. Sao ho, siyo. Agency phone na ba pumu tishi lo baga, jesu pyu yue jono togo taselina yi palong satwe ba. Mwegenza kale atu chama kuta ye unit NICU dik, tong nya tong shit ko tong dik, kone chao chao, tong nya tong shit ko tong dik, kone chao kone mwegenza kale atu chama kuta ye thana. Dik, NICU dik, tong nya tong shit ko tong dik, kone tong nya. Tong nya tong shit ko tong dik, kone dik. Tong nya tong shit ko tong dik, kone dik le pa bu mi kwe atwe lan jo che mya le pa bu mi nang di achain mya ni zin tong achain twe pwe tha ba di manat khone nayi ma 8 nayi mo lwe 7 nayi ma 15 nayi nyane 19 nayi ma 10 nayi diဖခင်မိခင်တို့မဟုတ်ဆောင်းလျှောက်သူတယောက်အထိတတ်မှတ်အချိန်10မိနစ်အတွင်းဝင်ခွင့်ပြုပါသည်အသက်ကဆေးကုသမှုအရေးပေါ်ဖြစ်ပွားသည့်အခါဝင်ခွင့်အချိန်ကိုရွှေ့ခြင်းဖြစ်နိုင်ပြီးဝန်ထမ်းများကအသည့်ပေးအကြောင်းကြားပါမည်ဒီမြတ်တာကမစ်စေးတက်ဆင်ထားရန်လိုအပ်ပါသည်3ဝင်ခွင့်ထွက်ခွင့်မပြုမီလက်ကိုစေးကြောရန်ဒီတာဝန်ရှိဌာနအတွင်းမိုဘိုင်းဖုန်းအသုံးပြုခြင်းဓာတ်ပုံဗီဒီယိုရိုက်ကူးခြင်းအားတားမြစ်ထားပါသည်အောက်ပါအခြေအနေရှိသောလူနာများအားမလဲပတ်ခွင့်ပြုပါကိုဗစ်အနှုတ်ဆက်ကိုရောဂါရှိသူများကိုခံအားနည်းသူများမွေးကင်းစမွေးဖွားခြင်းတင်နောက်ဆက်တွဲလုပ်ငန်းစဉ်များအထွေလိုအပ်သောစာရွက်စာတမ်းများတည်ဖခင်တင်မိခင် EID ကမ်းမေတူတိတ်ဆောင်တည်ဖခင်တင်မိခင် EA မှတ်တမ်းမေတူတိတ်ဆောင်သောမိသားစုအိမ်မှတ်တမ်းမူရင်းမေတူတိတ်ဆောင်စတာဖခင်မိခင်ဒီအင်ရှင်မဟုတ်ပါကစတာအင်ရှင် EID ကမ်းမေတူတိတ်ဆောင်လက်မှတ်ရေးထိုးပြီးကျွန်ုပ်သဘောတူပါသည်မှာမင်းဤနာမည်အားအိမ်မှတ်တမ်းအမှန်တွင်ထေရန်ဖူဖော်ပြရန်4နာမည်ပြောင်းလဲမှုစာရွက်ရှိပြီး5နိုင်ငံခြားသားဖြစ်ပါကမိခင်ဖခင်၏ပတ်စပို့မိတူမွေးတတိပေးချက်မွေးပြီး15ရက်အတွင်းပေးပို့ရမည်မွေးရပါအကြောင်းကြားစာရွက်စာတမ်းများတင်ပြရန်မွေးရဒေတာရှိခရိုင်ရုံးသို့မဟုတ်ဒေသဆိုင်ရာမတ်ပုံတင်ရုံးသို့ဆက်သွယ်ပါသတ်မှတ်ထားသည့်အချိန်နောက်ပိုင်းတွင်ပေးပို့ပါကတန်ငွေ1000ဘတ်အထိပေးဆောင်ရမည်ဖြစ်သည်စတာချက်လပူရီဆေးရုံတွင်မွေးဖွားပါကမွေးဖွားခန်းရှိတွင်တင်သွင်းနိုင်သည်အဆောက်အဦဒီစတာကုသမှုအာမခံစာကုသခွင့်ဆောင်ရွက်ခြင်းအတွက်လုပ်ငန်းစဉ်တည်စေကုသနေသည့်ဌာနရှိသူနာပြုထံတိုက်ဆက်သွယ်၍ကုသမှုအာမခံစီမံဖို့ပြောပါလိုအပ်သောစာရွက်စာတမ်းများဖခင်မိခင် EID မိတူတစ်ဆုံမွေးဖွားကြောင်းလက်မှတ်မိတူတစ်ဆုံနေရပြောင်းလဲမှုလက်မှတ်မိတူတစ်ဆုံစေကုသမှုအနံစာလိုအပ်ပါကစာရွက်စာတမ်းများကိုအဆောက်အဦသို့ယူဆောင်သွားပါဦးတရားထပ်တစ်ဝင်ပေါက်တစ်တွင်တင်သွင်းပါ3အလုသမားကောင်းစဉ်တစ်ဆုံတစ်ယောက်၏အမည်မွေးတက္ကရာစသည်မှန်ကန်မှုစစ်ဆေးပြီးနောက်ဝင်ပေါက်တစ်သို့မဟုတ်သောတွင်ဆက်လက်ဆောင်ရွက်ပါဒီထို့နောက်အထောက်အထားအား NICU သို့ပြန်ပေးပါစတာစေယုံမှာစာရွက်စာတမ်းများကိုအိမ်မပြန်ယူသွားရစတာအလုံးချင်းပြင်ပါစိတ်မနာရီမှ10နာရီတဲ့အစိုးရရုံးပိတ်ရက်များတွင်အရေးပေါ်ကန့်ဌာနအဆောက်အဦအရေးပေါ်စီကံရှိစတာနေမြေပိုင်နေအာမခံခွင့်များအစိုးရဝန်ထမ်းအာမခံတာဝန်ရှိဌာနမှာကုသမှုအတ္တစာအစိတ်တင်မိတူတစ်ဆုံစီယိုဤဆောင်ရှောက်ခွင့်စစ်ဆေးရေးဌာနတွင်တက်တန်းအာမခံစစ်ဆေးရန်နိုင်ငံခြားသားအတွက်အာမခံအလုပ်စဉ်သည့်အလုပ်ရှင်သည်မြို့တော်သို့မဟုတ်ခရိုင်တွင်ရှိနေပါကသည့်အလုပ်ရှင် EID ကတင်သည့်အိမ်တော်စုစရင်မိတူတို့နှင့်အတူစေကုသမှုခံယူနိုင်ပါသည်အလုပ်ရှင်ကခရိုင်မှာမရှိပါဘူးပြည်နယ်ရှိသက်ဆိုင်ရာဆေးရုံများတွင်ဝယ်ယူရရှိနိုင်ပါသည်
တင်ရောက်နေသောအေးရာပေါ်မူတည်မိဘတပါးစလုံးတွင်ကျမ်းမာရေးအာမခံမရှိပါကတင့်ကလေးသည်ဆေးဖိုးဝါခအားလုံးကိုပေးဆောင်ရမည်ဖြစ်သည်